ကျွဲကင်းငါးကင်းကြောင့်အခုလိုကန်ဆိုးခဲ့ရတဲ့မော်ဘီကအမျိုးသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဆယ်လင်းအစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်မော်ဘီမျိုးမှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်ကတော့လူတွေကြားမှာလောင်းကစားမှုကြောင့်အသက်ပေးလိုက်ရတာပါဒီဖြစ်ရမှာနဲ့နောက်ဆုံးရှုံးခဲ့ရတဲ့သူကတော့အသက်33နှစ်အရွယ်မဟိမန်သူဖြစ်ပါတယ်။သူမကအသားရောင်ရီမျိုးသူလေးဖြစ်ပြီးတော့ရုပ်ရည်အင်မတန်ချောမောလှပတဲ့သူတူပါ။သူမရဲ့ပရိသတ်တွေနဲ့တကယ်ချင်းတွေရဲ့အဆိုအရမဟိမန်သူကအရင်က Miss ပြိုင်ပွဲတွေအလှမဲ့ပြိုင်ပွဲတွေမှာတောင်ဝေရောက်ရှင်ပြိုင်ပွဲတဲ့အထိထူးချွန်ထက်မြက်ခဲ့တဲ့သူပါ။ဒါပေမဲ့သူမကအပြင်ပန်းအလှပတွေထက်စိတ်နှလုံးလှပတဲ့မိခင်တူသမီးတူလည်းဖြစ်ပါတယ်။အခုချိန်မှာသူမကသားသမီး3ယောက်ရဲ့မိခင်တူဖြစ်နေပြီးတော့မော်ဘီမြို့မှာအခြေချနေထိုင်နေရပါ။သူမကသားသမီးတွေနဲ့အတူအသက်ကြီးရနေပြီဖြစ်တဲ့အမေအိုကြီးကိုပါတာဝန်ယူဆောင်ရှောက်နေရသူဖြစ်ပြီးဆက်ချုပ်အလုပ်လေးနဲ့မိသားစုဝင်တွေအားလုံးကိုရှာဖွေကျွေးမွေးနေရပါ။သူမရဲ့ TikTok ဗီဒီယိုလေးတွေကိုကြည့်ရင်သားသမီးတွေပေါ်မှာဘယ်လောက်ထိအချစ်မြတ်နိုးသလဲဆိုတာသိတာပါတယ်။ဒီလောက်ထိလှပပြီးတော့မိခင်မြတ်တာကြီးမားတဲ့အမျိုးသမီးတူကမမျော်လင့်မင်းအခုလိုအဖြစ်မျိုးနဲ့ကြုံတွေ့လိုက်ရတာကမြင်တွေ့ရတဲ့သူတိုင်းအတွက်တော့နှမျောသားဖြစ်စေရတနာစရာအိမ်မက်တန်ကောင်းပါတယ်ဖြစ်စင်မှာတရက်ခန့်အဖြစ်ဖန်ဆီးခံထားရတဲ့ခင်မုံဖြစ်သူရဲ့နောက်ကျောင်းကတော့တကယ်ကိုစိတ်ကုန်စရာပါသူကယနေ့ခေတ်မှာလူငယ်တွေကိုဖျက်ဆီးနေတဲ့စလော့ဂိမ်းတွေကျွဲဂိမ်းနဲ့ငါးပြစ်ဂိမ်းတွေမှာအဆွဲလန်းကြီးစွာနဲ့ရွတ်သွနေသူတူပါဒီလောင်ကစားတွေကြောင့်ပဲသူကအလုကငွေတွေကိုအလွဲသုံးစားလုပ်ခဲ့ပြီးတော့အဲ့ဒါကိုတထေးကတည်သွားလို့အလုဖြုတ်ခံလိုက်ရချိန်မှာသူ့ရဲ့ဒေါသတွေကအထွတ်ထိပ်ကိုရောက်သွားပါတယ်။သူကဆေးရှူဖို့ပတ်စံမရှိသလိုအလောင်းကစားမှလည်းအရှုံးကြီးရှုံးပြီးတော့စိတ်ယူပေါက်နေတဲ့အခြေအနေပါ။အဲ့ဒီစိတ်ပိုင်းဆိုင်ရာမူမမှန်မှုတွေကြောင့်အခင်းဖြစ်ပွားတဲ့နေ့မှာဇနီးတင်နဲ့ရန်ဖြစ်ရာကနေလက်လွန်ခြေလွန်ဖြစ်သွားခဲ့ရပါဒီနေရာမှာကျမတို့သတိပြုရမှာကလောင်းကစားဟာငွေကုန်ယုံတေမကပဲလူတယောက်ရဲ့အစဉ်ကျင့်တုံတရားကိုပါကွဲပြောင်းစေပြီးတော့ရာဇဝတ်မှုတွေကိုကျူးလွန်ဖို့ဒီတွန်းပို့နေတာပါဒီအမှုမှာပို့ပြီးတော့စိတ်မကောင်းဖြစ်ရတဲ့အချက်ကမဟိမန်သူကသူမရဲ့ခင်မုန်းကိုအင်မတန်ချစ်ရှာပါတယ်အမားဖြစ်သူရဲ့ပြောပြချက်အရသူမဟာခင်မုန်းတဲ့ရဲ့မကောင်းကြောင်းတွေကိုဘသူစီကမှအပြောမခံတာပါဘသူစီကမှသူ့ရဲ့ယောက်ျားမကောင်းကြောင်းပြောတာကိုမကြိုက်တယ်လို့မိယောက်ျားမကောင်းမှုစေးသုံးနေတာလောင်းကစားလုပ်နေရလို့ဝိုင်းဝန်းတတိပေးတဲ့ဆွေမျိုးသားချင်းတွေကိုတောင်အခေါ်ပြောမလို့တော့တဲ့အထိခင်မွန်းတဲ့ကိုချစ်တာပါဒါပေမဲ့သူမအစွမ်းကုန်ကောက်ွယ်ပေးခဲ့တဲ့အစွမ်းကုန်ချစ်ပေးခဲ့တဲ့အဲ့ဒီခင်မွန်းတဲ့ကနောက်ဆုံးမှာတော့သူမကိုအခုလိုလုပ်ရက်လုပ်သွားခဲ့ပါတယ်ဒါကတော့သူမရဲ့ဝစ်ကြွေးတစ်ခုလိုပါလက်ရှိမှာတော့တရက်ခန့်ကိုရဲတပ်ဖွဲ့ကဖမ်းဆီးထားပြီးဖြစ်တယ်လို့သူမရဲ့ရုပ်အလောင်းကိုတော့ဇာတိမြေဖြစ်တဲ့တာယာဝရီမျိုးကမိခင်ကြီးစီကိုပြန်လည်ပို့ဆောင်ပေးလိုက်ပါပြီ။မော်ဘီကဒီဖြစ်စဉ်ကအိမ်တော်ရေးတစ်ခုမှာစိတ်ရှည်တီးခံမှုကင်းမဲ့လာတာလောင်းကစားနဲ့မူရစ်စေဝါးတွေဝင်ရောက်လာတာကမိသားစုတစ်ခုလုံးဘယ်လောက်ထိပျက်စီးသွားစေနိုင်တယ်လဲဆိုတာမြင်သာပါတယ်။အခုတော့ကလေး3ယောက်ကမိခင်မဲ့သွားရတယ်လို့အမေအိုကြီးကလည်းအားကိုးရမဲ့သွားပါပြီ။လောင်းကစားကြောင့်ပဲအစင်ကျင်တုံတရားကင်းမဲ့ပြီးတော့အခိုက်အတန့်ဒေါသကြောင့်မိသားစုဘဝတွေအခုလိုမျိုးဘဝချသွားကြပါတယ်။ကဲပရိသတ်ကြီးတို့ရောကိုအချစ်ဆုံးသူကကိုရဲ့အသက်ကိုရန်ရှာတဲ့အထိဖြစ်စေခဲ့တယ်။လောင်းကစားနဲ့မူရစ်စေဝါအန်ရီရီပုံမှာဘယ်လိုမြင်ကြလဲ။မဟိမန်သူရဲ့တနာစရာကောင်းတဲ့အဖြစ်အပျက်အတွက်မိမိတို့ရဲ့ခံစားချက်လေးတွေကိုမှတ်ချက်မှာဝင်ရောက်ရေးသားပေးပါဦးနော်။ကြည့်ရှုပေးရတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။